ဘယ်လို makeup ပဲလိမ့်လိမ့်အဓိကအရေးကြီးတာ eye makeup ပါပဲဒီမှာဆိုရင်ခွန်ညတို့ daily look ကိုမှပြပြလေးနဲ့ချင်းချင်းလေးဖြစ်နေမဲ့ look လေးကိုခွန်ညကဘယ်လားနေအသက်ထွက်တဲ့ gel liner လေးနဲ့ဆွဲပြထားပါတယ်ဒီဟာလေးကဒီဆွဲရတာတော်တော်ကောင်းပြီးတော့သူ့နောက်မှာချွန်စစ်လဲပါတဲ့အတွက်ကြောင့်တုံးသွားတဲ့အခါမှာစိတ်မပူရဘူးသူကအယောင်လိုင်းနေနဲ့9ရောင်လာတယ်အယောင်လေးအကုန်လုံးကကြတော့ bling bling လေးလုံးဝထိထိမိမိပဲပေါ့နော်သူ့ထိတ်လေးကလေချွန်ချွန်လေးမို့တကယ်ဆွဲရကောင်းတယ်ဒီခါထွက်လာတဲ့အယောင်လေးမှာတော်တော်လေးကိုစုံတာလဲတွေ့ရတယ်ကိုကြိုက်တဲ့ look ကိုသေချာဖန်တီးလို့ရတယ်ပေါ့နော်သူ့ရဲ့ tips လေးတွေကလည်းချွန်ချွန်လေးနဲ့ဆွဲရကောင်းတာမို့လို့ဒီမျက်လုံးကိုစိတ်ကြိုက်ပုံဖော်နိုင်တယ်အခုခေတ်စားနေတဲ့ agio line လေးတွေအောက်မှာဒီမျက်အိမ်လေးဆွဲတဲ့အခါမှာခွန်ညိုက30ကျော်ပြီးပပလေးပဲဆွဲဖြစ်တယ်ခွန်ညိုသုံးတဲ့ဒီ pencil လေးကတော်တော်လေးကိုအသုံးဝင်တယ်ခွန်ညိုဒီမှာလိုချင်တဲ့နေရာမှာဒီ highlight လေးလည်းလိုက်တင်တယ်ပေါ့နော်ဒီလိုမျိုးမျက်အိမ်လေးမှာလည်းသေချာလေးဆွဲလို့ရတယ်သူကအယောင်ပြက်နာတွေဒီအယောင်မိန်တာတွေမဖြစ်ဘူး creamy texture ဖြစ်တဲ့အတွက်ကြောင့်ဆွဲရတာနူးညံ့ညံ့နဲ့ဖြစ်တယ်ပေါ့နော်ဒီမှာကြည့်ပြလေးနဲ့တော်တော်လေးမျက်နှာထင်းထင်းလေးဖြစ်သွားတယ်ကိုခံစားရတယ်သူကမျက်လုံးတင်မဟုတ်ဘူးမျက်နှာတစ်ခုလုံးမှာနှာခေါင်းတို့နှာခမ်းတို့မှာလည်းသုံးလို့ရတဲ့အတွက်ကြောင့်တစ်ခုဝယ်တာနဲ့အကုန်လုံးအတွက် useful ဖြစ်တယ်ပေါ့နော်နောက်ပြီးရေဆိုကန်ချွေးဆိုကန်ဒီမှာခွန်ညိုသေချာစမ်းပြထားတယ်အဲ့တော့ခွန်ညိုတို့လိုမိုးပဲရွရွငိုပဲငုံလုံးဝမပြတ်ဘူးပေါ့နော်သူကအယောင်လိုင်းနေတဲ့ကကြတော့ဒီ9ရောင်လာတယ်အညိုရောင်ရွှေအိုရောင်ပြရင်းနဲ့စိမ့်ပြကျင်းနီစသဖြင့်အဲ့လိုလာတယ်ပေါ့နော်သူ့ရဲ့အယောင်လိုင်းအကုန်လုံးကလေတော်တော်ကြီးကိုအသုံးဝင်တယ်ကိုကြိုက်တဲ့အယောင်ရွေးချယ်ဝယ်ယူနိုင်တယ်ပေါ့နော်မျက်လုံးလေးကိုပို့ပြီးတော့ပေါ်လည်စေဖို့ခွန်ညိုကဘယ်လာရဲ့ mask out mascara လေးကိုတုံးထားပါတယ်ဒီ mask out ကကြတော့သူ့ရဲ့ဒီ black brush ကပေါ့နော်လုံးဝ3 dimensional brush ပြတဲ့ကြောင့်ကော့ရတာလွယ်တယ်မျက်တောင်လေးကိုထူပြီးဖြာပြီးရှည်နေစေတယ်တာမန်ဒီ mascara တွေထက်3ဆပိုပြီးထူတယ်ရေဆိုခံနဲ့ချွေးဆိုခံနဲ့ပေါ့နော်အဲ့တော့ကြည့်လိုက်ရင်သဘောဆန်ဆန်လေးနဲ့ထူးထူးပြပြလေးဖြစ်နေမယ်ဒီမှာဆိုတိတာတယ်ခွန်ညခုနပြထားတဲ့ပုံမှာပြီးတော့သူကဟိုးပါဝိုင်းပါတဲ့အတွက်ကြောင့်မျက်တောင်လေးအာဟာရကိုလည်းဖြည့်စေပါတယ်ဒီနေ့မှာတော့ခွန်ညိုကဘဲလာရဲ့ eye product လေးသုံးပြီးတော့ eye makeup လုပ်လေးကိုဖန်တီးပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးပါ